ဧပြီလ9ရက်9သားသမီးအားလုံးအတွက်တနေ့တာဟောစတမ်းဖြစ်ပါတယ်ဗျာမိတ်ဆွေ9သားသမီးပေါင်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲဆုတောင်းမြတ်တာပို့သအပ်ပါတယ်ခင်ဗျာဒီနေ့2026ခုဧပြီလ9ရက်အင်္ဂါနေ့တနေ့တာအတွက်တနေ့တာဟောစတမ်းဖြစ်ပါတယ်ဗျာဒီနေ့ဟာ9သားသမီးမိတ်ဆွေများအနေနဲ့ပညာရေးဆိုင်ရာဘာသာရေးဆိုင်ရာအလုပ်တွေအထက်လူကြီးကဲသူများနဲ့ညှိနှိုင်းပတ်သက်လုပ်ကင်ရတဲ့ကိစ္စတွေအိုးအိမ်အုပ်ဥအမျိုးမျိုးအေးဆိုင်အေးပစ္စည်းအယောင်းဝယ်လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့တပတ်ကံတရားရဲ့ထောက်ပံ့ရရှိသေးဖို့ဆိုရင်တော့အနီရောင်အဝါရောင်များပါတဲ့ဝေစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့ရဲ့အောင်တဲ့အားကောင်းတဲ့နေ့နံတွေကတော့တနင်္ဂနွေသားသမီးကြာသာပရိသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရွှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့1ကဏ္ဍ5ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းကျင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေရောင်းကျင်တဲ့ပစ္စည်းတွေကိုပလင်းလေးတစ်လုံးနဲ့အစင်ပြာပလင်းသေးကြီးဘလို့ပလင်းပဲဖြစ်ဖြစ်ပလင်းလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းသင်ပါတယ်ပလင်းကွဲအောင်တော့မခောက်သေးပေါ့ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ပေါင်မုတ်အာလူးကျော်အေးတမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒများလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ